ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးမလဲမြို့နယ်ကြောင်တန်းကြီးရွာနေပြည်သူတူပါဗျကျွန်တော်ကြောင်တန်းကြီးရွာအနေနဲ့တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးလာခဲ့ရင်လည်းလက်နက်ကြီးရန်တမ်းပစ်ခတ်လို့လက်နက်ကြီးကြမဲ့တန်းကြောက်ရတယ်လို့စစ်ကောင်စီစစ်ကြောင်းမထိုးတော့ဘူးဆိုတဲ့အချိန်ကျရင်လည်းမြန်မာတော်ဝန်ငါးတက်တော်လို့ခေါ်တဲ့ MRDA ကကိုငါးဥဆောင်တည်ထောင်ထားတဲ့မြန်မာတော်ဝန်ငါးတပ်ဖွဲ့ဝင်တွေကိုလည်းကျွန်တော်တို့အနေနဲ့ကြောက်ရတဲ့အခြေအနေကိုတော့ကြောင်တန်းကြီးရွာအနေနဲ့စရောက်နေပြီဗျ။အားကြောင့်ကျွန်တော်တို့လူပြောရတယ်လဲဆိုတော့ဒီပေါ့နော်မြန်မာတော်ဝန်ငါးတက်တော်ကဘုံငါးရဲ့အမိတ်နဲ့ဆိုပြီးကကျွန်တော်တို့ကြောင်တန်းကြီးရွာကို26ရက်17လပိုင်းက2022ပေါ့နော်အဲ့ဒီနေ့ကနေပြီးကကျွန်မအမာရီတပ်ဖွဲ့ဝင်တွေကကြေးရွာကိုလာရောက်ပြီးကကျွန်မအုပ်ချုပ်ရေးဖွဲ့စည်းပေးတယ်ဆိုပြီးပြောတဲ့အခါမှာကျွန်တော်ရဲ့တခြားညီငယ်တယောက်ရဲ့ပေါ့ကျွန်တော်တို့ကန့်ကွက်ကြတဲ့အကြောင်းအရာကဒီဘုံတကားရဲ့တပည့်တွေလာရောက်ဖွဲ့စည်းပေးတဲ့အုပ်ချုပ်ရေးဖွဲ့စည်းမှာလက်မခံနိုင်လောက်เสียအကြောင်းကဘာလဲဆိုတော့အုပ်ချုပ်ရေးဖွဲ့ခေါင်းဆောင်ကိုသူတို့ကဘိုင်နိုင်တက်ပြီးဖွဲ့တယ်ဗျဘိုင်နိုင်တက်ပြီးဖွဲ့တယ်ဆိုတော့ကျတော့ဒီနေသားမှာကပြည်သူကရွေးချယ်တင်မြှောက်ပေးတာလည်းမဟုတ်ဘူးကျွန်တော်နားလည်ထားတာကတော့ NUG ကခန့်အပ်တာဝန်ပေးရထားတဲ့မြို့နယ်ပါအဖတွေကပဲဒီလုပ်ကိုလုပ်ရမယ်လို့ကျွန်တော်တို့သိထားတယ်ဗျပြည်သူအုပ်ချုပ်ရေးဖွဲ့ဝင်တွေကပဲဒီလုပ်ငန်းကိုလုပ်ရမယ်လို့ကျွန်တော်နားလည်ထားတယ်ဒါပေမဲ့အခုချိန်မှာတော့ဘုံနဂါးကကြောင်တန်းကြီးရွာကိုလာပြီး26ရက်နေ့က17လပိုင်း2022ရက်နေ့ကနေပြီးအကြမ်းမှာကြောင်တန်းကြီးရွာကအုပ်ချုပ်ရေးအဖွဲ့စီဖွဲ့စည်းမယ်ဆိုပြီးကကြမ်းမှာဒီပေါ့နော်အုပ်ချုပ်ရေးအဖွဲ့ကလည်းတခြားတော့မဟုတ်ဘူးဒီရခိုင်စစ်ကောင်စီနဲ့လည်းပတ်သက်ခဲ့ဘူးတဲ့ NLD အစိုးရလက်ထက်မှာလည်းအုပ်ချုပ်ရေးမှုလုပ်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကိုပဲပြန်ပြီးသူ့အနေနဲ့ခေါင်းစဉ်တက်ပြီးအုပ်ချုပ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ဆိုပြီးခံထားတဲ့နေရာမှာကျွန်တော်အနေနဲ့ပြောတယ်ဒါကလက်ခံနိုင်ကြအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့ဒီလိုစစ်ကောင်စီနဲ့ပတ်သက်နေတဲ့ဒီလူကိုကျွန်တော်တို့ကလက်မခံနိုင်တာလဲပုဂ္ဂိုလ်ရေးမုံတီးမှုအခြေခံတာမဟုတ်ဗျကျွန်တော်တို့ဒေါ်လာရင်းစစဉ်ကဒီဆန္ဒပြဒေါ်လာရင်းမှာကျွန်တော်တို့ဆန္ဒပြတယ်တပိတ်မောက်တယ်ကျွန်တော်တို့ကိုတည်ဆဲဥပဒေရအေးယူမယ်လို့ပြောတယ်နောက်စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေမှာဆရာဆရာမတွေလာကြတော့နန်းစီတရားမတွေပေါ့နော်ကျွန်တော်တို့အနေနဲ့ငြိမ်းချမ်းစွာပဲသူတို့ကိုဆန္ဒပြတယ်တန်ပုံတီးတယ်စီရီယမ်လုပ်ပေးဖို့တောင်းဆိုတယ်ပေါ့ဒီနေသားမှာလဲကျွန်တော်တို့ကိုတန်ပုံတီးရင်ဆန္ဒပြရင်အေးယူမယ်ဆိုပြီးကကြမှာပြောထားတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီလူကိုမဖြစ်သင့်ဘူးလို့ပြောတယ်နော်မဖြစ်သင့်ဘူးဖြစ်သင့်တယ်ဆိုတာထက်ကျွန်တော်အနေနဲ့ဒီဘုံငါးနဲ့ပေါ့နော်ထိတ်တိုက်ဖုံးဆိုင်ပြီးမေးမြန်းရမှာတော့ဗာလဲဆိုတော့ကျတော့ကိုငါးကိုယ်တိုင်ပြောတော့တာကအုပ်ချုပ်ရေးဖွဲ့စည်းတာကအညီအမဲဘလို့ပုံစံကိုပဲကြိုက်တော့တဲ့ကျွန်တော်ကကြိုက်တဲ့ပုံစံကိုမဟုတ်ဘူးလို့ခင်ဗျားတို့ဖွဲ့စည်းပုံကဘလို့ရှိတယ်လဲလို့မေးတဲ့အခါမှာတော့သူ့အနေနဲ့ပြောကြားသွားတာကဖွဲ့စည်းပုံရတာဒီလိုဖွဲ့စည်းတာဒါဆိုလို့ရှိရင်ဖွဲ့စည်းပုံရပြည်သူကရွေးချယ်တင်မြှောက်တဲ့သူကအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်တင်တာမဟုတ်ဘူးလားအဲ့ဒီထဲမှာမှအဲ့ဒီအဖွဲ့အစည်းကခေါင်းဆောင်ထားရင်ခေါင်းဆောင်လို့တီးတန့်ပြရမှာမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်တဲ့အဲ့ဒီလိုပြရမှာဒါပေမဲ့အခုခင်ဗျားရွာကိုလာဖွဲ့ပြီးတဲ့ခင်ဗျားတပည့်တွေကတော့ဒီပုံစံသူတို့စိတ်ကြိုက်လူတွေရွေးချယ်ပြီးကြမှာခုံမော်တင်းပြကြမှာဒီလူတွေကိုကန့်ကွက်သလားထောက်ခံသလားလို့မေးတဲ့အခါမှာလက်နက်ကင်ထားတဲ့သူကိုပြည်သူကကြောက်တယ်ဗျကြောက်တော့ကြတော့တဏ္ဍကြီးတွေနဲ့လူဆိုတော့မပြောရဲတော့သူတို့လည်းမကန့်ကွက်ရဘူးလေထောက်ခံပါတယ်ပဲလုပ်ခဲ့တာကန့်ကွက်တာတော့ကျွန်တော်ပဲပေါ့ဒီလိုပြောရတဲ့ချိန်ဒီမှာကျွန်တော်တို့အသက်အန္တရာယ်တောင်စိုးရင်ရတယ်ဒါတွေကိုရော NUG ရော MOD ရောနော်ကာကွယ်ရေးဝန်ကြီးဌာနတွေရောမတိကြတာလားဘုံတကားကိုများထိန်းချုပ်နိုင်သွားမရှိတော့တာလားတော့ကျွန်တော်စဉ်းစားရခက်နေတာပေါ့နော်ဒီဟာကိုများဒီကျွန်တော်အခုလိုပြောရတာကျွန်တော်အသက်အန္တရာယ်လည်းအရန်စိုးရင်ရတဲ့အနေအထားမှာရောက်နေတယ်ဗျဘာကြောင့်လဲဆိုလို့ရှိရင်ဒီလျှက်စစ်မီကိစ္စနဲ့ပတ်သက်ပြီးကျောင်းတန်းကြီးရွာရဲ့မီလင်းရေးရန်ပုံငွေတွေပါလေကျွန်တော်ကျောင်းတန်းကြီးရွာမီလင်းရေးကော်မတီတွေကိုနှစ်ညဆက်တိုက်ဆိုတာတညချာပေါ့နော်နှစ်ညတောက်လျှောက်ကြီးကိုတရားခံဖမ်းတယ်လို့ဖမ်းခံရတယ်ကျွန်တော်ဆိုလို့ရှိရင်ဒါမီလင်းရေးကော်မတီဖွဲ့ဝင်တူပါကျွန်တော်အိမ်ထဲကိုစစ်ကောင်စီသတင်းပေးဖမ်းတယ်လို့ဘုံငါးရဲ့ရဲဘော်15ယောက်လောက်ကလက်နဲ့ကိုစီနဲ့အိမ်ထဲထိရောက်လာပြီးအကြမှာလိုက်ခဲ့ဖို့ပြောတယ်ပြောတော့ကျွန်တော်အနေနဲ့လက်နဲ့တင်နေမှုမလာရဲချောင်းပြောပြီးမှလည်းလုံးဝမရဘူးဗျကျွန်တော်လည်းအားမတန်တော့မန်လျှော့ရတာပေါ့နော်လက်နဲ့ခေါ်တဲ့လူနောက်ကိုခေါ်ရကိုပဲလိုက်ခဲ့ရပြီးအကြမှာကျွန်တော်တို့ကိုဒီမီးနေနဲ့ပတ်သက်ပြီးစစ်စရာရှိတယ်တဲ့ဒီအလုပ်တွေကတော့ကျွန်တော်သိတာကဒီသက်ဆိုင်ရာအစိုးရဖွဲ့စည်းတွေပဲလုပ်ခွင့်ရှိတယ်အခုအနေထားမှာက NUG အစိုးရလည်းသူတို့လုပ်စရာရှိတာကိုဒီမျိုးနယ်လုံးအုပ်ချုပ်ရေးဖွဲ့စည်းတွေကလောက်ကင်နေကြတယ်ဒီစစ်ကောင်စီဖွဲ့စည်းတွေကတော့သူတို့ရဲ့ရန်တရားကမလဲပတ်နိုင်တော့တဲ့အတွက်
ဘယ်နေရာမှဒါဒီလုပ်ငန်းတွေကိုမလုပ်ကင်နိုင်တော့ဘူးအဲ့လိုနေတာမှာကျွန်တော်တို့မီလင်းရံမုံဝင်နဲ့ပတ်သက်လို့ကြံရှိနေတဲ့ငွေကြေးတွေဒီ350ကျော်လောက်ပေါ့နော်ဒါတွေကိုမီလင်းကော်မတီဥက္ကဋ္ဌတွေကနေပြီးကြမှာဘုံနဂါရဲ့စေခိုင်းချက်အရပါဆိုပြီးကြမှာဘုံနဂါခန့်ထားခဲ့တဲ့ကြေးပါအုပ်ချုပ်ရေးမှုဦးစိုးမြင့်ကနေပြီးကြမှာကျွန်တော်တို့သိမ်းယူသွားတယ်ပေါ့ဗျာနောက်တစ်ခုကမီလင်းကော်မတီထဲမှာကျွန်တော်တို့ကကိုယ်ကန္နာတိတိခွဲပြီးအလုပ်လုပ်ကြတာလေဒီလျှက်စစ်မီလင်းနဲ့ပတ်သက်လို့လမ်းမီးတွေပါလေလင်းတဲ့အခါကျရင်ကျွန်တော်တို့မှာလျှက်စစ်မီလင်းရံမုံဝင်ကအရင်မရှိဘူးအခု350ကျော်ဒါမြင်ဘယ်ထွက်လာလဲလို့တော့ပြည်သူတွေမေးလိုက်မယ်နောက်ပိုင်းဝင်လာတဲ့လျှက်စစ်မီလင်းရံမုံဝင်ထည့်ပြီးမီးဝင်ပြီးမီတာပေါက်ဆွဲတဲ့လူတွေကြောင့်လာကျွန်တော်တို့က350ကျော်ရံမုံဝင်ရှိတာလားအဲ့မှာဒီလမ်းမီးကိုကျွန်တော်တို့အခွန်ဆောင်တရားမရှိတော့ရံမုံဝင်မရှိတော့ကျွန်တော်တို့ကပထမတစ်လထွန်းကြည့်လိုက်တယ်3,900,000ကျော်လောက်ရှာတဲ့အတွက်ကျွန်တော်တို့တညကို6,000လို့အကြမ်းပြန်သတ်မှတ်ပြီးကြကျွန်တော်မီလင်းကော်မတီနေနဲ့အလူခံလိုက်တယ်ပေါ့နော်အလူခံတယ်ဆိုတာကလည်းဟိုလူသူရှိမှသာကျွန်တော်တို့ကအလူခံတာတွန်းတိုက်ပြီးဒါလူကိုလူကမ်းမယ်လို့ပြောချင်းလည်းမရှိဘူးမီတာပေါက်ဆွဲထားတဲ့မီးဝင်ထားတဲ့လူတွေကနေလည်းကျွန်တော်တို့တင်းပြရကြမှာကောက်ထားခြင်းမရှိဘူးအဲ့ဒီမှာစေတနာရှိတဲ့လူကမိလာလူကညဆိုရင်ကျွန်တော်တို့ကလင်းပေးတယ်အဲ့ဒီလိုနေတာမှာအဲ့ဒီလမ်းမီးပိုင်းကိုကင်တဲ့မီလင်းကော်မတီဖွဲ့ဝင်တဲ့တယောက်ရှိတယ်ဗျဦးမြင့်လွန်အဲ့ဒီဦးမြင့်လွန်စီမှာပေါ့နော်လမ်းမီးနဲ့ပတ်သက်လို့အလူခံရရှိထားတဲ့ကြေးနောက်ဘေးဆောင်ရနေဆိုရင်လည်းလျှက်စစ်ဘေးဆောင်ရတဲ့ပြေစာတွေအားလုံးရှိတော့ဒါတွေကိုသူကသိကျင်တယ်တဲ့သိကျင်တယ်ဆိုတော့ဦးမြင့်လွန်နေနဲ့ရှင်းလင်းလိုက်တာကဒီအလူခံရရှိငွေက73သိန်းကျော်ဘေးဆောင်ထားရတာက8သိန်းကျော်တော်တော်စဲသူစီမှာပုံငွေက9သိန်းကျော်လောက်ရှိတယ်ပေါ့နော်9သိန်းကျော်လောက်ရှိတဲ့ခါမှာသူတို့ကဒီစင်းကိုလက်မခံနိုင်ဘူးတဲ့လက်မခံနိုင်ဘူးဆိုရင်လည်းဦးမြင့်လွန်နေနဲ့တီးကြမင်းတို့မှာမှတ်ထားတဲ့စင်းရှိရင်လည်းချပြားငါအနေနဲ့ဟာနေရင်လည်းစိုက်ရမှာဆိုရင်စိုက်မယ်ဒီလိုပြောခဲ့တဲ့အနေထားမှာလက်မခံနိုင်ဘူးပဲပြောပြီးတခြားဘာမှဆက်မပြောဘူးဦးမြင့်လွန်ကိုတောင်းပေါ်ခေါ်မယ်တနေရာကိုခေါ်စစ်မယ်လို့ပဲပြောသွားပြီးတာရဲ့နောက်ဒီဇင်ဘာ6ရက်2020ဦးမြင့်လွန်ကိုကျွန်တော်တို့ကြောင်တန်းကြီးရွာနေညနေ4နာရီခေါ်သွားပြီးတော့ဘယ်နေရာမှာခေါ်ပြီးဘယ်လိုစစ်တယ်တော့မသိဘူးကျွန်တော်တို့ဒီနေရာကိုတော့မေးလို့မရဘူးဗျဦးမြင့်လွန်ကိုကျွန်တော်တို့ပြန်လာတဲ့အချိန်မှာမေးကြည့်တော့ညပိုင်း7နာရီကျော်လောက်မှာဦးမြင့်လွန်အိမ်ပြန်ရောက်လာတယ်ကျွန်တော်မေးမြန်းကြည့်လိုက်တော့ကျတော့ငါစီကဒီစင်းတွေကိုတော့လက်မခံဘူးကွာတဲ့ခင်ဗျဘာမှမပြောနဲ့တော့ဒီပြေစာတွေပါလေတိတ်မပြောနဲ့တော့ပြေစာအကြောင်းလဲမပြောနဲ့အလူခံအကြောင်းလဲမပြောနဲ့ခင်ဗျအနေနဲ့15သိန်းဆောင်ရမယ်လို့ဘုံငါရဲ့တပ်ဖွဲ့ဝင်ရဲဘော်ဗိုလ်တူလာတိုင်ရင်မှုဗိုလ်တူလာတက်ခွဲမှုဗိုလ်တူလာတော့မသိဘူးပေါ့နော်အမာဒီကဒါရဲဘော်လို့လည်းပြောတယ်တိုင်ရင်မှုလို့တက်ခွဲမှုလို့ဗိုလ်တူဆိုတဲ့ယူနီဖောင်းဝတ်အမာဒီယူနီဖောင်းဝတ်တနက်ကိုင်ညီငယ်တယောက်ကနေပြီးကြမှာဦးမြင့်လွန်စီကနေပြီး15သိန်းဆောင်ရမယ်ပြောတယ်သို့တော့15သိန်းဆောင်ရမှာခမရကိုငဲ့ညာတဲ့အနေနဲ့9သိန်းကိုတော့ကျွန်တော်ဆရာကဘယ်လိုပဲအပြစ်ပေးပေးကျွန်တော်စိုက်ပေးလိုက်မယ်အပြစ်ပေးရင်လည်းကျွန်တော်စိုက်ပေးမယ်သို့မဟုတ်လက်မခံရင်လည်းကျွန်တော်အပြစ်ပေးတာကိုခံမယ်ခမရအနေနဲ့တော့10သိန်းဖြစ်အောင်ပေးကူပေးရမယ်ဆိုတော့ဦးမြင့်လွန်မှာအခုလက်ရှိရန်မုံငွေအကြံက9သိန်းကျော်ကိုသူတကယ်9သိန်းကျော်ပဲကြံတဲ့ဟာကိုတကယ်ပေးဆောင်ရမယ့်ပမာဏကဦးစိုးမြင့်ဒီကိုပေးရမယ်လို့ပြောသွားတယ်တဲ့10သိန်းဖြစ်နေတယ်လူတဲ့4သိန်းကျော်ကိုမြင့်လို့စိုင်းရမယ်အနေထားတော့ရောက်နေတယ်ဒါကတကြောင်ပေါ့နော်ဘာလို့မှကျွန်တော်တို့29ရက်နေ့ညမှာကျွန်တော်တို့မီလင်းကော်မတီတွေကိုမီးစင်းရှင်းမယ်ဆိုပြီးကြောင်တန်းကြီးပါစာတင်ကြောင်လေးကိုခေါ်ခံရတယ်အဲဒီလိုခေါ်ခံပြီးဘုံကားနဲ့ကျွန်တော်နဲ့ဘုံအပြန်လန်ပြောပြီးတာရဲ့နောက်မှာ28ရက်နေ့မှာသူ့အနေနဲ့ကြေးရွာအုပ်ချုပ်ရေးရွေးပါမယ်ဆိုပြီးကကျမှကြေးရွာကိုတရားဝင်ဒီဖွဲ့စည်းပေးမယ်လို့သူပြောတယ်ပေါ့နော်သူဘယ်လိုတရားဝင်တာတော့ကျွန်တော်လည်းမသိဘူးဗျဒါတွေပြောနေတာကကျွန်တော်အနေနဲ့ဘုံကားကိုပုတ်ကွေတိုက်ခိုက်ချင်လို့လည်းမဟုတ်ဒေါ်လာရေးမှာအရန်အင်မတန်နာမည်ကြီးနေတဲ့ဘုံကားလို့ပုတ်ကိုကျွန်တော်တိုက်ခိုက်ကြလည်းကြောင်းမရှိဘူးနောက်တစ်ခုကဒီဘောနဘုံကားလောက်ရက်တွေနည်းနည်းကျွန်တော်အနေနဲ့တော့လွဲမားနေတယ်လို့မြင်တဲ့အတွက်ဒါကွန်မီဒီယာနေတစ်ဆင့်မေးချင်းဖြစ်တယ်28ရက်နေ့ညမှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီဦးစိုးမြင့်ကနေပြီးဘုန်းကြီးကျောင်းအတန်ချက်ဆက်တွေကနေကြေးပါလူတို့ကိုဖိတ်ခေါ်တယ်ဖိတ်ခေါ်ပြီးကြမှာအစည်းအဝေးတည်းကျင်းပါတယ်မတက်တဲ့ကြေးပါကပြည်သူတွေရှိတယ်လို့တော့လည်းပဲအဲ့ဒီမှာသူတို့အနေနဲ့အုပ်ချုပ်ရေးဖွဲ့စည်းပြီးသွားပြီဆိုပြီးကြမှာအုပ်ချုပ်ရေးဖွဲ့ဝင်73လားမသိဘူးเนาะအမျိုးသမီး3ဦးထင်တယ်ဟုတ်တယ်ကျွန်တော်တော့တိတ်လေအစည်းအဝေးလည်းမသွားတော့ကြတော့မသိဘူးဗျအဲ့ဒီမှာ28ရက်နေ့ကအစည်းအဝေးကိုကျွန်တော်လည်းမတက်လိုက်တော့29ရက်နေ့မှာတခါလျှက်စစ်မီဒီယံရှင်းမယ်ဆိုပြီးကျွန်တော်တို့အိမ်လားခေါ်တဲ့အခါမှာအစောကကျွန်တော်တစ်ချိန်ပြောခဲ့တယ်เนาะပထမတစ်ချီကြီးကအ
အုတ်ချုပ်ရေးအဖွဲ့ဝင်မှာအုတ်ချုပ်ရေးခေါင်းဆောင်ပါလို့ပြောတဲ့ဦးစိုးမြင့်ကျွန်တော်ကိုလာခေါ်တဲ့ကမှာကျွန်တော်အနေနဲ့ဒီလက်နက်ကင်ဖွဲ့စည်းတွေခေါ်တာကိုယုံကြည်မရှိလို့မလိုက်နိုင်တဲ့အကြောင်းပြောတဲ့ကမှာနောက်တစ်ချီကျွန်တော်ကိုလာခေါ်တော့ကျွန်တော်ကော်ဖီတောက်နေတာကော်ဖီလေးတငုံပဲတောက်ရတယ်MRD တပ်ဖွဲ့ဝင်တွေလက်နက်အပြည့်စုံနဲ့15ယောက်လောက်အင်အားရှိတယ်နော်အားလုံးတနက်ကိုစီနေပဲကျွန်တော်အိမ်ထဲကိုဝင်လာတယ်ဝင်လာတဲ့အခါမှာကျွန်တော်အမေကတကားပေါင်းဝက်မှာညံ့နေတော့ကျွန်တော်အမေကိုဒီနည်းနည်းဖယ်ပေးပါတဲ့အညာခေါ်တယ်လို့ပေါ့နော်ဒီနည်းနည်းဖယ်ပေးပါဆိုတော့ကျွန်တော်အမေလည်းပြောလိုက်ပါတယ်ငါအိမ်ထဲငါနေတာဟောဘာလို့မင်းတို့ဖယ်ခိုင်းနေတာလဲဆိုတော့မဟုတ်ပါဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောပြီးကြချမ်းမှကျွန်တော်အမေဆိုသူတို့အဖွားအရွယ်လောက်ရှိတယ်ဗျအဲ့ MRD တပ်ဖွဲ့ဝင်တယောက်ကပြောသွားတဲ့စကားခမရစကားတတ်တာကျွန်တော်ငကိုကလေးသိတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့ပါဇက်တွေကလည်းရက်နက်နေရတယ်ဒါတပ်ဖွဲ့ဝင်အကုန်လုံးတောက်လာသလားတော့မသိဘူးတယောက်တလေပဲတောက်လာသလားတော့မသိဘူးတေချာတာတခုကတော့ကျွန်တော်အနားကိုကတ်လာတဲ့ရဲဘော်3ယောက်ပါဇက်လုံးရဲ့3ယောက်စလုံးရဲ့ပါဇက်မှာအရက်နက်ထွက်တယ်အပြင်မှာ12ယောက်လောက်ရှိတယ်ဒါကျွန်တော်ခံမှန်းကြည့်ပြောတာပေါ့နော်အဲ့ဒီမှာကျွန်တော်ကိုသူတို့ဒီကြေးရွာတွေကတနေရာကိုခေါ်သွားတယ်ပေါ့အဲ့ဒီတနေရာခေါ်သွားတဲ့ချိန်ဆိုတာဘယ်နေရာလဲဆိုတော့ကြေးရွာတုန်းကဦးတန်းစော်မြို့တော်တန်းပူအိမ်ထဲမှာပေါ့နော်အဲ့အိမ်ဝိုင်းထဲမှာကျွန်တော်တို့ခေါ်ပြီးအဲ့မှာပဲကျွန်တော်ရောက်ပြီးတိတ်မကြောက်ဘူးမိနစ်20လောက်နေတော့ကိုနဂါးအနေနဲ့ဖုံးဆက်လာလူရောက်လာပြီလားရောက်လာပြီဒီလိုနဲ့သူ့ရဲဘော်တွေကပြောလိုက်တဲ့အခါမှာနေမနေ့တော့အစည်းအဝေးပါလို့မတက်တာတော့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်စိတ်မပါလို့မတက်တဲ့အကြောင်းပြီးတော့ကျွန်တော်အနေနဲ့လဲတက်เสียမလို့ဘူးလဲထင်လို့ဆိုတော့သူပထမတချီလုံးတော့ကန့်ကွက်ပြီးခုကျတော့မှဘာလို့မတက်တာတော့နေပါလေပြောလာတယ်ဗျဆိုတော့ကျတော့ကျွန်တော်တို့ကအခုနေသားမှာကသူတို့လက်နက်ကင်နေနဲ့ဒီတနက်ကိုစီနဲ့လာတဲ့ခါကျတော့ဇီဝေးဆိုလို့ရှိရင်လည်းသူတို့ဖက်ရင်မတက်မနေတက်ရမယ်သဘောတော့တက်ရအောင်လေဒါဆိုတော့ကျတော့ကျွန်တော်ဒီအခုဒီအတန်ဒီရုပ်တန်ကိုပြောပြတာရနောက်မှာတော့ကျွန်တော်ကြည့်ရမှာကျွန်တော်နေဖို့ရလုံးဝမလုံခြုံတော့ဘူးလို့ကျွန်တော်ခံစားရတယ်ဒါတွေကိုရောအမိုဒီတို့ဒီကာကွယ်ဝင်ကြီးဌာနတို့ကတတ်နိုင်တယ်မြနောက်ပြည်သူအနေနဲ့ရောအားလုံးပဲတတ်နိုင်တယ်မြပုံတကားကိုဝိုင်းဝန်းပြီးတဲ့မှတ်ပေးကြစေရခြင်းတယ်ဗျကျွန်တော်အနေနဲ့တော့ကြီးရွာနဲ့ပတ်သက်လို့မလုံခြုံတော့ဘူးလို့ခံစားနေရတာဖြစ်တဲ့အတွက်ကျွန်တော်ကြီးရွာကိုလည်းဘာမှမဖြစ်စေချင်ဘူးတော်လန်ရေးမှာတော်လန်ရေးအလုပ်ကိုမလုပ်ဘဲနဲ့အုပ်ချုပ်ရေးအလုပ်တွေဝန်လုပ်လာတဲ့အခါကျရင်ကျွန်တော်တို့မှလက်နက်ကင်ပြီးအုပ်ချုပ်တာကိုလက်မခံနိုင်လို့တော်လန်ခဲ့ကြတာပဲမဟုတ်လားကျွန်တော်တို့ PDF တွေကိုယ်တိုင်ကရောလက်နက်ကင်ပြီးကြကြမှာဒီလိုအနိုင်ကျင့်ပြီးအုပ်ချုပ်မှာဆိုရင်ကျွန်တော်တို့ကမဲအွန်လိုင်းအုပ်ချုပ်တဲ့လက်နက်ကင်တော်လန်ရေးကိုကျွန်တော်တို့ကဘာလို့လုပ်နေမှာတော့မဲအွန်လိုင်းဆိုရအောင်ပဲငြိမ်းချမ်းနေလိုက်မှာပေါ့ဆင်းရဲခံပြီးလက်နက်ကင်ပြီးတော်လန်နေတဲ့အကြောင်းမရှိတော့ဘူးလေလက်နက်ကင်အုပ်တာကိုလက်မခံကြလို့မှကျွန်တော်တို့တော်လန်ရေးလုပ်တာကျွန်တော်တို့တော်လန်ရေးသမားတွေကိုယ်တိုင်ကလက်နက်နဲ့ပြည်သူကိုပြန်အနိုင်ကျင့်ပြီဆိုရင်တော့ဘယ်လိုကောမလဲပါဇက်ကသာတနက်ပြောင်းပြည်သူဘက်မလှည့်ဘူးလို့ပြောနေပြီမဲ့လောက်ရက်ကတနက်ပြောင်းပြည်သူဘက်လှည့်တယ်လို့မျိုးဖြစ်နေတယ်ဆိုတာကိုတော့တော်လန်ရေးသမားတွေအားလုံးရဲ့ကိုစားကျွန်တော်အနေနဲ့ဒါပုံတကားကိုအတိပေးချင်တာပဲဖြစ်ပါလေဗျအရင်ဗီဒီယိုဖိုင်နဲ့ပတ်သက်လို့နောက်ထပ်ပြောစရာလေးတွေလည်းကျန်းလာတယ်ဗျဒါနဲ့ပတ်သက်လို့အရင်ဗီဒီယိုဖိုင်ရဲ့အဆက်လေးပါပဲကျွန်တော်တို့ကြည့်ပါကျောင်းတန်းကြည့်ပါဗောနော်ဘာဖြစ်နေလဲဆိုတော့ဒီဘုံနဂါဥဆောင်တဲ့ MRD ရကနေပြီးကြမှာကျောင်းတန်းကြည့်ပါကိုလာပြီးတော့ကြည့်ပါဘာကဖဆိုပြီးဖွဲ့စည်းပေးသွားတယ်ကျွန်တော်နားလည်ထားတာကတော့ဒါသည် NUG ကအတိမတ်ပြုထားတဲ့မြို့နယ်ဘာကဖဖွဲ့စည်းတွေကပဲဖွဲ့စည်းပေးရမယ်လို့နားလည်ထားတယ်ဗျဒါပေမဲ့လည်းဘုံနဂါရဲ့စေခိုင်းချက်ရဥစုမြင့်ဆိုသူကနေပြီးကြမှာမီလင်းရေးကော်မတီဝင်တွေအကုန်လုံးစုပြီးမီလင်းရေးကော်မတီဥက္ကဋ္ဌဦးဝင်းအောင်ရဲ့အိမ်မှာရှိတဲ့ဒီဆောက်ဆဲလက်ကျန်ပစ္စည်းတချို့နဲ့ဒီဆောက်ဖို့ရန်လက်ကျန်ငွေပေါ့နော်အဲ့ဒီငွေတွေကိုကျွန်တော်တို့သိမ်းသွားတယ်ဗျသိမ်းသွားတော့ကျွန်တော်တို့အနေနဲ့လည်းအပ်လိုက်ရတယ်အဲ့ဒီနောက်မှာ10ရက်12လ2022နေ့မှာပေါ့နော်ဥဆိုးမြင့်အနေနဲ့အတန်ချက်ဆက်နဲ့ဟဲ့တယ်ဗျ MRDA ကနေပြီးကြမှာဒီငွေကြီးတွေကသိမ်းစည်းသွားတာမဟုတ်တဲ့အကြောင်း MRDA ရဲ့ဒီထောင်သူဘုံနဂါရဲ့ညွှန်ကြားချက်အရကြေးရွာမှာသိမ်းရတဲ့အကြောင်းကြေးရွာမှာလည်းဒီငွေကြေးတွေထားတဲ့အကြောင်းပြောပြီးတော့အဲ့ဒီညမှာပဲကြေးရွာတွန်းပြည်သူလူထုကိုဦးတန်းစော်ညွန့်တော်တန်းဘိုတို့ရဲ့နေဝိုင်းတွန်းတို့အစည်းအဝေးကြွားရောက်ဖို့ရန်ဖိတ်ကြားတယ်ဗျဖိတ်ကြားပြီးတော့
အစည်းအဝေးတော့မှာပဲမိကော်မတီအစ်ထပ်မံဖွဲ့စည်းသွားတယ်အစည်းအဝေးဖိတ်ကြားတဲ့နေရာမှာလဲဒီအင်ဂျီကျွန်တော်တို့ကြီးပါ600လောက်ရှိတယ်600ဝန်းကျင်ပေါ့နော်အဲ့ဒီ600ဝန်းကျင်ရှိတဲ့ထဲမှာအစည်းအဝေးတက်ရောက်သူက100ဝန်းကျင်ခန့်ပဲရှိတယ်လို့ကျွန်တော်တို့သိရတယ်ကျွန်တော်တို့လည်းမတက်ဘူးဗျပြီးတော့17ရက်12လ2022နေ့2နာရီဝန်းကျင်ခန့်မှာဘုံနဂါဖွဲ့စည်းပေးထားတဲ့အဖွဲ့အစည်းကနေပြီးဦးစိုးမြင့်အနေနဲ့မီလင်းရေးကော်မတီလေးစီကနေပြီးရှိတဲ့စရင်အင်းအားလုံးကိုတင်သိသွားတယ်ဗျကျွန်တော်တို့အနေနဲ့ဒီမီလင်းရေးမှာလဲကျွန်တော်တို့တတ်နိုင်တဲ့လောက်ကိုအားညံအားရှိတဲ့လောက်လှုပ်ဆောင်ခဲ့ပေမဲ့ဒီလိုလက်နက်မိုးပြီးလှုပ်တဲ့ဂိုင်တဲ့အချိန်မှာလာရောက်ပြီးဖိနှိပ်တဲ့အခါမှာပြန်လဲခုခံနိုင်စွမ်းလည်းမရှိဘူးဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒါအသက်ကိုပဲရင်းပြီးကြမှာကြောက်ကြောက်လန့်လန့်နဲ့ပဲကျွန်တော်တို့ကဒါ NUG အစိုးရနဲ့ပြည်သူလူထုကိုမီဒီယာနဲ့တဆင့်ချပြပြီးအခုညီတောင်းခံခြင်းပဲဖြစ်တယ်အချို့အနေနဲ့ပြောရရင်ဒီလက်နက်ကင်အဖွဲ့အစည်းတွေကအုပ်ချုပ်ရေးကဏ္ဍဝင်ရောက်ဆွတ်ဖက်လာတဲ့အခါတဏ္ဍမိုးအုပ်ချုပ်တာကိုမကြိုက်လို့ကျွန်တော်တို့ဒေါ်လာရေးလုပ်ခဲ့တာကိုယ်တိုင်နေရပဲတဏ္ဍမိုးပြီးပြန်ပြီးအုပ်ချုပ်ရေးရန်ရာထဲမှာဝင်ရောက်ဆွတ်ဖက်လာပြီဆိုတာနဲ့တပြိုင်နက်ပြည်သူကဒီကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေပေါ်မှာမေတ္တာပြက်ညှို့ညင်းလာပြီးအထောက်ပံ့ဆက်မပြုတော့ဘူးဆိုရင်ကျွန်တော်တို့ဒေါ်လာရေးကချရှုံးသွားနိုင်တယ်